ဒီမနေ့မှာတော့တင်စာကအဖွားအတွက်အာဟာရရှိတဲ့မနေ့စာလေးလုပ်ပါမယ်။ပဝင်ပစ္စည်းလေးတွေကတော့ကစုံဦးပဲစေတာကူတကြားခဲပြီးရင်လေမော်ကွန်ချောက်လေးပေါ့နော်။အယိုးဆိုတင်စာကတညရေးစင်ထားတဲ့ပိတ်စင်းလေးတွေကိုပြောလိုက်ပါမယ်။အပိတ်စင်းလေးတွေပြုတ်ရင်းနဲ့တင်စာတကြားခဲပါတစ်ခါရထည့်ရတယ်ပေါ့နော်။တင်စာကလေးအချိုလေးပါယုံပဲဆိုတကြားခဲလေးကိုနည်းနည်းပဲသုံးထားလိုက်ပေါ့နော်။ဒီလိုကိုကအချိုကျတဲ့ဆိုရင်အများကြီးထည့်လို့ရပါတယ်။အဲလေးတွေနည်းနည်းနူးလာပြီးဆိုရင်စာကကစုံဦးလေးထည့်ပါမယ်။ကစုံဦးလေးထည့်ပြီးသွားရင်စာတော့ကလေမီးအေးနဲ့တည်ထားမှာဆိုတော့လေဒီလက်စစ်အိုဝါမီအရင်နဲ့စားကလေဒီ gas အိုနဲ့ပြောင်းလိုက်ရပေါ့နော်အဲ့ဒါဆိုတော့မီးအေးနဲ့တည်ထားပါမယ်ပြီးရင်ဒီစားကလေဒီတာကူလေးနဲ့ထည့်မှာပေါ့နော်ဒီတာကူကလေစိန်စရာမလိုပေါ့နော်ရေစိန်သူကလေကြေသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီစားကလေနောက်ဆုံးမှတစ်ခါထည့်ပြလိုက်ရတယ်ပေါ့နော်ပြီးတဲ့ခါကျရင်ဒီစားကဒီခုနကဒီစိန်ထားတဲ့ဒီလေမုံခွန်ချောင်းလေးတို့ပလီပြီးတော့ထည့်ပါတယ်ပြီးရင်တာကူမျက်စိလေးပြောင်းတဲ့အထိဒီစားတော့မီးအေးလေးနဲ့တည်ထားပြီးမှာပေါ့နော်တာကူမျက်စိလေးပြောင်းလာပြီးဆိုရင်ဒါလေးကစားလို့ရပြီပေါ့နော်ဒါလေးကတော့လေမုံခွန်နဲ့မမွေးလေးနဲ့ပေါ့နော်ပရိုတင်းဆက်အများကြီးပါပြီးတော့အရင်လေးစားလို့ကောင်းပါတယ်